ဟောင်ကောင်တွင်အဆောက်အုံမီးလောင်မှုကြီးမားစွာဖြစ်ပွားဤမီးလောင်မှုသည်ဟောင်ကောင်မြို့ဒါရီဘော်ခရိုင်ရှိဝန်ဖူးခိုးဟုခေါ်သောအထက်မြင့်လူနေအိမ်ယာအဆောက်အုံများစုဝေးရာနေရာ၌2025ခုနှစ်နိုဝင်ဘာလ26ရက်နေ့ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းတွင်စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်ယင်းအိမ်ယာတွင်အထက်မြင့်အဆောက်အုံ8ခုတိုက်ခန်း2000နီးပါးရှိပြီးလူပေါင်း4800ခန့်နေထိုင်ကြတယ်လို့သိရပါတယ်မီးဟာဆောက်အုံ9ခုအထိကူးစက်လောင်ကျွမ်းခဲ့တယ်လို့ဆိုပါတယ်။နိုဝင်ဘာလ20ခုနှစ်ရက်နေ့ကြာသပတေးနေ့ညနေပိုင်းသတင်းများအရအနည်းဆုံးလူ55ဦးသေဆုံးခဲ့ပြီးမီးတပ်သမားတို့ဦးလည်းပါဝင်တဲ့လူဦးရေ229ဦးခန့်ပျောက်ဆုံးနေစေဖြစ်ကြောင်းအရာရှိများကအတည်ပြုထားပါတယ်။အဆောက်အုံ၏အပြင်ဘက်တွင်တက်ဆင်ထားသောဝါးညံများနှင့်အစိမ်းရောင်ဆောက်လုပ်ရေးပိုက်ကွန်များမှတဆင့်မီးတောက်များအလျင်အမြန်ကူးစက်ခဲ့တာလို့ဆိုပါတယ်။မီးလောင်မှုနှင့်ပတ်သက်လျက်လူသေစေမှုတန်တရားဖြင့်ဆောက်လုပ်ရေးကုမ္ပဏီမှဒါရိုက်တာနှင့်အင်ဂျင်နီယာတိုင်ပင်ခံတို့အားဖမ်းဆီးထားကြောင်းကြေညာထားပါတယ်။ယခုမီးလောင်မှုဟာဆယ်စုနှစ်များအတွင်းဟောင်ကောင်မှာအဆိုးဆုံးမီးလောင်မှုတစ်ခုဖြစ်တယ်လို့သိရပါသည်။